မင်္ဂလာပါရှင်ကျွန်မမအေးမိုးပါဒီနေ့ကအဘူဒါဘီကဘန်ဂါလီမားကတ်လို့ခေါ်တဲ့စနေတနင်္ဂနွေပဲဖွင့်တဲ့ဈေးလေးကိုတွားရတာလေးကိုရိုက်ထားတာပါရှင်အဲ့ဒီမှာဘာတွေပေါ်လဲဆိုလို့ရှိရင်တော့ပစ္စည်းတွေအကုန်လုံးကတော့ဈေးပေါ်တယ်ပေါ့နော်အရင်တော့ကတော့ဟင်းသီးဟင်းရွက်တွေရောင်းနေတကယ်ကြီးကိုအဲ့လိုမျိုးတခြားသူများဆိုင်နေတဲ့ထက်ဝက်လောက်တော့ရှိရယ်ကွာဒါပေမဲ့ဒီအခုတွားလိုက်တော့ဒီတစ်ခါတွားလိုက်တော့မရောက်ဖြစ်တာတော်တော်ကြာနေပြီဒီတစ်ခါတွားလိုက်တော့ဟင်းသီးဟင်းရွက်တွေကမရောက်ခိုင်းတော့ဘူးတဲ့ဟိုနေအရန်နဲ့ညစ်ပတ်လို့တဲ့အခုကအဝတ်အစားရယ်ပြီးကြလို့ရှိရင်အဲ့လိုဖုံးပစ္စည်းရယ်ဖနက်တွေပြီးကြရင်စောင်းနေအဲ့ဟာတွေပဲရှိတော့မယ်ပေါ့နော်ဒီဆိုင်မှာဆိုလို့ရှိရင်တော့အမဖုန်းနိုင်လေးတွေရှိရယ်ပြီးကြရင်နကြအားသွင်းကျူလေးရှိရယ်ကျမသွားမိတာအမကလေးတွက်ဆိုပြီးတော့အယုတ်ကားတဲ့အယုတ်ကလေးသွားမိတာသူတို့ခေါ်တော့9ချက်ပေါ့နော်9ချက်နဲ့ပြီးမယ်လို့ပြောတယ်ဒါပေမဲ့မွေတော့မွေခဲလိုက်ပါဦးရှင်အရင်နဲ့တော့အကုန်လုံးကတော့ဈေးရှိုးတယ်တလားနောက်ပြီးကြရင်ကျမဆက်စုခဲ့ပါတယ်မြန်မာဆိုင်ကိုရောက်သွားပါတယ်မြန်မာဆိုင်မှာမြန်မာလေးကောက်တက်ကြည့်ရယ်အဲ့လေနောက်ပြီးကြရင်ကလေးကိုကျမတယောက်တည်းတက်တာအားမရတော့ကလေးကိုပါပြီးတက်ပေးလိုက်တယ်နောက်ပြီးတော့တာမီ2ယောက်ကိုနေအောင်တာမီ2ယောက်အရန်ကိုနေအောင်မြန်မာကြီးနဲ့အရန်ကိုနေအဲ့ဒါနဲ့အားမရသေးလို့နောက်ထပ်သူအားမရသေးလို့နောက်ထပ်မြန်မာတစ်လောက်ကိုလည်းထပ်ပြီးတော့ကောက်တက်ကြည့်လိုက်နောက်ပြီးကြတော့ဝက်စားဆိုင်ရောက်သွားရောအဝက်စားမှာအမယူရင်းနေတော့မှဆိုင်ရှင်ကပြပြတဲ့ကလေးသူထိမ့်ပြီးထားမယ်ဝက်စားကောင်းကောင်းရေးဆိုဒါကတော့ကျမသားရဲ့အဖေပေါ့နော်ကျမသားရဲ့အဖေကအမသူကအဝတ်စားယူပြီးဝတ်ကြည့်နေဆောင်းတွင်းရောက်ပြီဆိုတော့အေးရဆိုတော့သူကအနှွေးတဲ့တစ်ထဲမှမရှိတော့အဲ့ဒါနဲ့မှကျမသားကတော့အမဘန်ဂါလီတတိုင်းနဲ့ပျော်ရွှင်မျိုးသူဒီကတော့အင်ကြီး special ယူဝတ်ကြိုက်တယ်တဲ့ဒါပေမဲ့လည်းမွေပြီးခဲ့ပါဦးရှင်ကျမသဘောကျတယ်ကျမသားဘန်ဂါလီတတိုင်းနဲ့ပျော်ရွှင်မျိုးသူနေအောင်ပဲသဘောကျတယ်ပျော်ရွှင်မျိုးသူပြီးတော့ရီမောပြီးတော့နောက်ပြီးကြမှာကိုလိုချင်တဲ့ပုံစံလည်းဒီမှာဆက်ရှုပ်လို့ရပါတယ်ရှင်ဒီကတော့ဒီဥစ္စာကြတော့ဘေဒုလိုပုံစံနေပေါ့နော်ဒီကြတော့မှသူကလိုက်ငန်းတယ်သူလိုက်ငန်းနေအောင်လည်းတစ်ချက်ရိုက်ပြီးလိုက်သေးတယ်ဒါရကြတော့ဂျင်ပေါင်းမီပါတယ်မှာဒါပေမဲ့သူ့ site ကကျမယောက်ျားရဲ့သူ့ site ကတော့ရှာရတော့နည်းနည်းခက်တယ်ရှာရနည်းနည်းခက်တယ်သူ့ site ကဟိုစားအရန်နဲ့အကြီးဆိုတော့45လောက်မှသူကတော်လောက်မှာအဲကြတော့သူ့ site ကတော့နည်းနည်းရှာရခက်ပါတယ်ရှင်အမအင်ကြီးရလည်းအရန်ဈေးရှုံသူ site ရှာနေတော့ကျမနဲ့ကျမသားဒီဘက်ထဲမှာလာပြီးတော့ဗီဒီယိုရိုက်ပါတယ်ရှင်အနောက်မှာတော့လက်ဖေးဆိုင်ရယ်နောက်ပေါက်ဆုပ်ဆိုင်ရယ်တော့ရှိပါတယ်ရှင်စားစရာဆိုတချို့တစ်ခါလေကြာလို့ရှိရင်ဂျယ်လီဘီပါတယ်ရောင်းတယ်ဂျယ်လီဘီပါတယ်ရောင်းပါတယ်ရှင်ကဲဒါတွေကတော့ဒီလောက်ပဲအခုတော့ပြန်လာပါပြီရှင်ကျမတို့ပြန်လာပြီလက်ဖေးတစ်ခွက်ပဲဝယ်လာတယ်ပြီးကြလို့ရှိရင်ကျမရဲ့သားရဲ့အဖေအတွက်တော့အဝတ်စားနည်းနည်းပေါ့ဝယ်လာတယ်အနွေးတဲ့နှစ်ထည်ဘောင်းမီနှစ်ထည်ပြီးကြလို့ရှိရင် T-shirt လေးပါလေးညာလေးဝယ်လာရှောက်ပတ်ပြီးတော့ပြန်လာပါရဲ့ရှင်ကျေးဇူးတင်ပါတယ်